တင်ကချစ်သူရည်သားမရှိသေးဘူးဆိုရင်ဒီ run လေးကိုစောင့်ထားလို့ရပါတယ်ဒီ run လေးရဲ့အားသာချက်ကဘာလဲဆိုတော့ကျွန်တော်တို့ကချစ်သူရည်သားမရှိသေးတဲ့သူတွေအချစ်တစ်ခုကိုရှာဖွေနေတဲ့သူတွေချစ်တစ်ခုကိုစတင်ဖို့စူးစမ်းနေတဲ့သူတွေဆိုရင်ဒီ run လေးကိုစောင့်ထားလို့ရပါတယ်အခြေအမှာကန်တရားရဲ့အထောက်ပံ့နေရရှိသေးဖို့ပေါ့နော်ရည်သားရှိပြီးသားသူတွေကတော့ဒီ run ကိုစောင့်လို့မရပါဘူးအဓိကတော့ဒါကဘာလဲဆိုတော့ FA သမားလေးတွေအတွက်အဓိကပေါ့နော်ဒီ run လေးကပြောရမယ်ဆိုရင်တော့အဲ့တော့ဒီ run ကိုစောင့်ထားခြင်းအပြင်ကိုယ့်ရဲ့အခြေခံတွေကောင်းလာစေနိုင်ပါတယ်တလားလောက်တွင်မှာထူးခြားခြားသိတာစေပါတယ်ကိုကသဘောကျနေတဲ့ကောင်လေးကောင်မလေးရှိပြီးသားဆိုရင်သူ့ရဲ့အခြေကိုရဖို့ကိုကစူးစမ်းနေတယ်မို့လား run လေးကိုယုံကြည်နဲ့ဆောင်ပြီးစူးစမ်းကြည့်အတိတထူးပါတယ်တကယ်လို့ကိုသဘောကျနေတဲ့ crack ကမင်းမှုလို့ပြန်မချစ်တာဆိုရင်တော့မတက်နိုင်ဘူးပေါ့နော်မင်းဖြစ်နေလို့ပဲမရွေးချယ်တာဆိုရင်တော့မတက်နိုင်ဘူးပေါ့ဒါပေမဲ့မင်းမှုလို့ညင်းနေကွာဆိုရင်တော့မှဒီ run လေးနဲ့စမ်းကြည့်စမ်းပါဗျာသိတာထင်ရှားပါလိမ့်မယ် run လေးကိုကျွန်တော် comment box မှာလည်းချပေးထားပါမယ်ကျွန်တော် screenshot လေးရိုက်ယူလို့ရပါမယ်ကျွန်တော်ဒါကိုပုံကြီးချဲ့ပေးထားမယ်ပေါ့နော်တကယ်လို့ကိုသဘောကျတဲ့ကောင်လေးကောင်မလေးရှိသေးတယ်ဆိုရင်ကိုသဘောကျတဲ့ကောင်လေးကောင်မလေးရဲ့နာမည်ကိုပို့ပြီးအားကောင်းအောင်လုပ်မယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ infinity လေးဆွဲရပါမယ်ဒီအောက်လေးမှာ infinity သိတယ်နော်ကျွန်တော်ရှစ်ပုံစံလေးရှစ်ကိုလှဲထားတဲ့ပုံစံလေးဒီဘက်ထိပ်လေးမှာသူ့ရဲ့ကိုချစ်တဲ့ကောင်လေးကောင်မလေးရဲ့နာမည်ကိုရေးဒီဘက်မှာကိုယ့်ရဲ့နာမည်ကိုရေးအားလေးကိုကတ်လောင်းပြီးတော့ကျွန်တော်တို့ရေမွေးလေးဆွတ်ပြီးတော့ဆောင်းထားပါဗျဒါတော့ color print ထုတ်ပါညီအောင်နဲ့ပဲထုတ်မယ်နော်မိတ်တူကူလိုက်အမဲအောင်ဖြစ်သွားမှာဆိုလို့ကျွန်တော်အနေနဲ့ color print ပဲထုတ်ပါလို့အကြံပြုပါတယ်ဒါလေးထုတ်ပြီးဆောင်ထားကြည့်ပါမရှင်းတာရှိရင်ကျွန်တော် comment box မှာမေးခဲ့လို့ရပါတယ်အားလုံးအဆင်ပြေပါစေ